ကျေတာယာပိုးဆုံးကျူးလေးနဲ့လက်မင်းကြီးသားသားမိမိတို့ရေတွန်းဒီနေ့ပြောပြမယ်ပုံပြင်လေးကတော့ပိုးဆုံးကျူးလေးမိမိအကြောင်းလေးဖြစ်ပါတယ်နော်ဟိုးရှိတုန်းကတစ်ပင်ကြီးတွေပန်းပွင့်လေးတွေနဲ့ပြည့်နှက်နေတဲ့လှပတဲ့တောအုပ်ကြီးတစ်ခုရှိတဲ့အဲ့ဒီတောအုပ်ထဲမှာမိမိလို့ခေါ်တဲ့ပိုးဆုံးကျူးလေးတစ်ကောင်ရှိတာပေါ့ကွယ်မိမိကတခြားပိုးဆုံးကျူးတွေလိုမဟုတ်ဘူးသူကအရန်သေးငယ်ပြီးသူ့အမီးကထွက်တဲ့အလင်းရောင်လေးကလည်းဖြော့ဖြော့လေးပဲလင်းတာဒါကြောင့်မိမိလေးကစိတ်မကောင်းဖြစ်ပြီးအမြဲတမ်းတွေးလေးရှိတယ်။ငါကအလင်းရောင်လည်းအများကြီးမပေးနိုင်ဘူးဘသူအတွက်မှအသုံးမဝင်ပါဘူးလေ။တညမှာတော့ကောင်းကင်ကြီးကမှောင်မဲနေပြီးလာမင်းကြီးကတိမ်တိုက်အမဲကြီးတွေကြားထဲမှာပိတ်မိနေရှာတယ်။လာမင်းကြီးခတ်များအပြင်ကိုလည်းမထွက်နိုင်ကဘာမြေကြီးကိုလည်းအလင်းမပေးနိုင်ပဲငိုနေမိတာပေါ့ကွယ်။အဲ့ဒီအချိန်မှာမိမိလေးကလာမင်းကြီးငိုနေတာကိုမြင်သွားတယ်။သူကတေးသေးလေးဆိုတော့တိမ်တိုက်တွေကြားထဲကအပေါက်သေးသေးလေးတွေကနေဖြတ်ပြီးလာမင်းကြီးစီကိုပြန်တက်သွားခဲ့တယ်။လာမင်းကြီးဘာလို့ငိုနေတာလဲဟင်မိမိလေးကမေးလိုက်တယ်။ဦးလာမင်းတိမ်တိုက်တွေကြားထဲမှာလမ်းပြောင်းနေလို့ကွယ်အမှောင်ထုကအရန်ကြီးတော့ဘယ်ဘက်ကိုသွားရမလဲမသိတော့ဘူးလို့လာမင်းကြီးကစိတ်ပြက်လက်ပြက်နဲ့ပြောရှာတယ်။မိမိလေးကခဏလောက်စဉ်းစားပြီးတတိရှိနဲ့ပြောလိုက်တယ်။ဦးလာမင်းမစိုးရိမ်ပါနဲ့သမီးရဲ့အလင်းရောင်ကအကြီးမဟုတ်ပေမဲ့ဦးလာမင်းလမ်းမြင်ရအောင်တော့ရှေ့ကနေမိမိတ်တုတ်နဲ့လမ်းပြပေးပါမယ်။အဲ့ဒီလိုနဲ့ပိုးဆုံးကျူးလေးမိမိဟာလာမင်းကြီးရဲ့ရှေ့ကနေရဲဝံ့ပြန်တန်းပြီးလမ်းပြပေးခဲ့တယ်။တိမ်တိုက်အမဲကြီးတွေကြားထဲမှာမိမိလေးရဲ့အလင်းရောင်သေးသေးလေးကလမ်းညွှန်ကျဲလေးတစ်ခုလိုလင်းလက်နေခဲ့တာပေါ့မိမိလေးရဲ့အကူအညီကြောင့်လာမင်းကြီးဟာတိမ်တိုက်အမဲကြီးတွေထဲကနေရုံထွက်နိုင်သွားပြီးကောင်းကင်ပြကြီးပေါ်ကိုပြန်ရောက်သွားပါတော့တယ်။လာမင်းကြီးကအယံဝမ်းသာသွားပြီးတောအုပ်ကြီးတစ်ခုလုံးကိုတာယာတဲ့လက်မင်းအလင်းရောင်တွေဖြန့်ပတ်ပေးလိုက်တယ်။ပြီးတော့မိမိလေးကိုကြည့်ပြီးပြုံးကပြောလိုက်တယ်။ကျေးဇူးတင်ပါတယ်မိမိလေးရဲ့သမီးရဲ့အလင်းရောင်ကသေးငယ်တယ်ဆိုပေမဲ့ဦးအတွက်တော့ကဘာပေါ်မှာအလင်းဆုံးနဲ့အလှဆုံးအလင်းရောင်လေးပါပဲဘယ်အရာမဆိုသေးငယ်နေပါစေကို့မှာရှိတဲ့ခွန်အားနဲ့သူတစ်ပါးကိုကူညီရင်အားလုံးကတန်ဖိုးရှိတာကြီးပါပဲအဲ့ဒီနေ့ကစပြီးမိမိလေးဟာသူကိုယ်သူသေးငယ်လို့ဆိုပြီးစိတ်မဆိုးတော့ပဲညတိုင်းတော့အုပ်ထဲမှာပျော်ပျော်ရွှင်နဲ့မိမိတ်တုတ်လေးလင်းပြီးတငယ်ချင်းတွေကိုကူညီပေးပါတော့တဲ့ကွယ်ပုံပြင်လေးရဲ့သင်ခန်းစာမိမိကိုယ်သေးငယ်တယ်ဘာမှမလုပ်နိုင်ဘူးလို့အထင်မသေးပါနဲ့စိတ်နေသဘောထားကောင်းပြီးတတိရှိမယ်ဆိုရင်သေးငယ်တဲ့အရာလေးတွေကလည်းသူတစ်ပါးအတွက်ကြီးမားတဲ့အကူအညီဖြစ်စေနိုင်ပါတယ်